Premier League မှာ Tower Hall of Fame မှာဖြစ်သွားတဲ့ Eden Hazard Stamford Bridge ရဲ့ Idris Eden Hazard ဟာ Tower Hall of Fame မှာအဖြစ်အုပ်စိုးသွားပြီဖြစ်ပါတယ်။ Chelsea ပရိသတ်တွေရဲ့နှလုံးသားကိုသိမ့်ပိုက်ခဲ့သူဘောလုံးကွင်းပေါ်ကအမှုပညာရှင်စုံကိုဝေးလေး Eden Hazard ဟာ Premier League ရဲ့အမြင့်ဆုံးဂုဏ်ထူးဆောင်ဖြစ်တဲ့ဂုဏ်ပြုချီးမြှင့်မှုသမိုင်းမှတ်တမ်း Hall of Fame ထဲကိုတရားဝင်ရေးချခံလိုက်ရပြီဖြစ်ပါတယ်။ Hazard ဟာ Premier League သမိုင်းမှာဒီလိုအမြင့်ဆုံးဂုဏ်ထူးခံရတဲ့26ယောက်မြောက်ပုဂ္ဂိုလ်ဖြစ်လာတယ်လို့ Chelsea အသင်းကနေရွေးချယ်ခံရတဲ့17မှမြောက်ကနဝင်ကစားသမားလေးဖြစ်ပါတယ်။ Eden Hazard ရဲ့ Chelsea မှာ2012-2019 ခုနှစ်ရာသီကစားခဲ့တဲ့ကာလမှာဘယ်သူမှမရှင်နိုင်ခဲ့ပါဘူး။2012-2013မှာ2018-2019 ကာလအတွင်း Premier League မှာဂိုး90အထက်85ဂိုးနဲ့ဂိုးဖန်တီးမှု90အထက်54ချိန်ကိုတပြိုင်နက်ရယူနိုင်ခဲ့တဲ့တဦးတည်သောကစားသမားလေးဖြစ်ပါတယ်။ Hazard ဟာ Chelsea အတွက် Premier League ဖလား2ကြိမ် Europa League ဖလား2ကြိမ်နဲ့ FA ဖလား1ကြိမ်တို့ကိုရယူပေးခဲ့ပြီး2014-2015ရာသီမှာတော့တဦးချင်းအမြင့်ဆုံးစု3စုကိုတင်ကျုံယူခဲ့ပါတယ်။ Premier League တနစ်တာအကောင်းဆုံးကစားသမား PFA ကစားသမားများရဲ့တနစ်တာအကောင်းဆုံးကစားသမား FWA သတင်းသမားများရဲ့တနစ်တာအကောင်းဆုံးကစားသမားသူဟာဂွင်းထဲမှာပျော်ပျော်ရွှင်ရွှင်ကစားရုံသက်သက်ပါပဲလို့ပြောခဲ့တဲ့အတိုင်းသူ့ရဲ့အမှုပညာဆန်တဲ့ကစားဟန်က Chelsea အသင်းရဲ့သမိုင်းမှာ Tower Idris အဖြစ်မှတ်တမ်းတင်ခံရဖို့လုံလောက်ခဲ့ပါတယ်။ဒီတော့ Stamford Bridge ရဲ့ Idris Eden Hazard ရဲ့ Chelsea ကစားသမားဘဝ9နှစ်တာကာလမှာသူ့ရဲ့တကူတော်ဆွမ်းဆောင်ရဲ့အကောင်းဆုံးသွင်းကိုဘေးပွေးစင်ကလို့သတ်မှတ်ပါတယ်လေကိုယ့်ရဲ့ထင်မြင်ချက်တွေအမတ်ရစရာတွေကိုကိုမှတ်မှာမှန်သွားခဲ့ပါအောင်နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ရှိပါတယ်ကျွန်တော်ရဲ့ Footballer Bar Channel လေးကိုလည်း Subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်